ဒီမျက်မမြင်မျိုးသားဟာများတော့ထဲကနေများငါးချောင်းကိုထုတ်ပြီးချိုးပစ်လိုက်ပါတယ်ပြီးနောက်သူဟာနောက်ဆုံးကြံတဲ့များတစ်ချောင်းကိုမြောက်ပြီးဘရင်ကိုရှင်ပြိုင်ဖို့ဆင်ခေါ်လိုက်ပါတယ်အကယ်၍သူနိုင်ရင်ဘရင်ကသူ့ကိုရောသူ့ဖော်ကိုပါလွတ်ပေးရမယ်လို့သူကပြောပါတယ်ဒါပေမဲ့ဘရင်သာနိုင်ရင်တော့သူဟာဘရင်ထံမှာတစ်သက်လုံးအစေခံသွားမှာဖြစ်ပါတယ်မမာနတွေဖုံးလွှမ်းနေတဲ့ဘရင်ဟာစင်ခေါ်မှုကိုလက်ခံလိုက်ပါတယ်သူဟာမြင်းနဲ့လံကိုယူပြီးကွင်းထဲကိုတန်းတန်းမတ်မတ်စီးနှင်းဝင်ရောက်လာပါတယ်ဘရင်ဟာသူ့ရဲ့ဒီနေရာကိုလင်းလင်းမြဲမြဲဆက်တိုက်ပြောင်းလဲနေတာကြောင့် LS အနေနဲ့သူဘယ်မှာရှိနေလဲဆိုတာမသိနိုင်အောင်ဖြစ်နေပါတယ်ဒါပေမဲ့ LS ကတော့မြင်းခွာတန်တွေရဲ့အတန်ကနေတဆင့်သူ့ရဲ့ဒီနေရာကိုသိရှိနေနေပြီဖြစ်ပါတယ်LS ကသူ့များကိုပြစ်ခတ်ဖို့အစဉ်သင့်ဖြစ်နေချိန်မှာပဲဘရင်ကသူ့လံကိုရုတ်တရက်ပြစ်ပေါက်လိုက်ပါတယ်ကံကောင်းထောက်မစွာပဲလံကလက်မအနှဲငယ်ကွာကနေလွဲချော်သွားခဲ့ပါတယ်LS ဟာပြန်ထွက်ပြီးနောက်တစ်ကြိမ်မပြစ်ခင်မှာစိတ်ကိုငြိမ်သက်အောင်ထားလိုက်ပါတယ်ဘရင်ကလည်း LS ကိုအနိုင်ယူမဲ့နေလန်းတစ်ခုကိုစဉ်းစားမိသွားပါတယ်သူဟာမြင်းကိုလမ်းကြောင်းမျိုးမျိုးစီရွှေ့လျားစေပြီးနောက်ဆုံးမှာတော့မြင်းရဲ့ညာဘက်အချမ်းကိုစောင်းရင်ခြေတစ်ဖက်ကိုကုန်းနီးနှင်းကွင်းထဲကနေထုတ်လိုက်ပါတယ်လူတိုင်းကတော့ဒီတစ်ကြိမ်မှာ LS စက်သိမ်းပြီလို့ယုံကြည်နေကြပါတယ်သို့တော်လည်း LS ဟာကုန်းနီးရဲ့လှုပ်ရှားမှုကိုသိရှိခံစားမိနေပြီးသားဖြစ်ပါတယ်သူဟာချက်ချင်းပဲခုန်လိုက်ပြီးများကိုလွတ်တင်လိုက်ပါတယ်များဟာဘရင်ရဲ့ရင်ဘတ်တိတ်ကိုပြန်တန်းဝင်ရောက်သွားပြီးသူ့ကိုအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတေဆုံးစေခဲ့ပါတယ်ဒီလိုနေနဲ့ LS ဟာစင်ခေါ်မှုကိုအနိုင်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုတစ်ဖက်ကတကားတွေပွင့်လာပြီးချင်းတင်းနှစ်ကောင်ဟာအပြင်ကိုပြေးထွက်လာပါတော့တယ်